Good afternoon. ISCI Yangon Channel Ma Pianle Video Juso Vare Kanya Tunisia Unit 7 Pollution a hazard to our environment အဲ့သင်ခန်းစာက writing အကြောင်းကိုရှင်းပြပေးတော့မှာဖြစ်ပါတယ်အဲ့တော့ဒီနေ့ writing မှာ cause and effect axis ကိုရှင်းပြမှာဖြစ်ပါတယ် cause and effect ဆိုတာအကြောင်းတရားကြောင့်အကျိုးဖြစ်တာပေါ့နော်အကြောင်းတရားကြောင့်အကျိုးဖြစ်တဲ့ axis အမျိုးအစားဖြစ်ပါတယ် read the writing tips for cause and effect writing အဲ့တော့အကြောင်းအကျိုးရေးတာအတွက်နော်အဲ့လို essay ရေးတာအတွက်ဒီရေးထားတဲ့သတင်းအချက်အလက်များကိုဖတ်ပါလို့ပြောတာနော်အဲ့တော့ the following diagram is a useful way of planning cause and effect writing အဲ့တော့အောက်ကပေးထားတဲ့ diagram ကပါလေအကြောင်းနဲ့အကျိုး writing ရေးဖို့အတွက်ပေါ့နော်အသုံးဝင်တဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်ပြောတာ At the first level of diagram, the main event or cause is shown. အဲ့တော့ပထမ diagram မှာပေါ့နော်။ဗာလေအဓိကအကြောင်းတရားနော်အဖြစ်အပျက်တစ်ခုကိုဖော်ပြထားပါတယ်။ From that event or cause, the consequences or effects of that event can be written at the second level. အဲ့တော့အဲ့ဒီအကြောင်းတရားအဲ့ဒီအဖြစ်အပျက်တစ်ခုကနေနော်အကျိုးတရားတွေအကျိုးတရားမှုတွေကိုတော့ဒုတိယနော်အတန်းမှာရေးထားတယ်ပေါ့ If you want to mention secondary consequence or effect resulting from each main effect these can be shown in the third level အဲ့တော့မင်းကပါလေsecondary consequence ပေါ့နော်ဒုတိယမြောက်ဖြစ်တဲ့အကျိုးတရားမှုတွေကိုရေးချင်ရင်တော့တဲ့အဲ့ဒီအကြောင်းတရားတစ်ခုကပေါ့နော်အဲ့ဒါကိုပါလေတတိယအတန်းမှာရေးပါတယ်လို့ပြောတာဆိုတော့diagram ကိုကြည့်အောင်နော်အဲ့တော့ဒီမှာ main event of cause အကြောင်းတရားတစ်ခုရှိတယ်အဲ့ဒီအကြောင်းတရားကြောင့်အကျိုးတရားတွေဖြစ်လာတယ် effect တွေနော်အကျိုးတရားတစ်ခုဖြစ်တယ်နှစ်ခုဖြစ်တယ်သုံးခုဖြစ်တယ်ရှိမယ်ပေါ့နော်အဲ့ဒီအကျိုးတရားကနေနောက် secondary effect အကျိုးတရားတစ်ခုဖြစ်လာတယ်ဒါအကြောင်းဖြစ်သွားပြီပေါ့နော်ဒီအကျိုးတရားကနေနောက် secondary effect တစ်ခုဖြစ်လာတယ်ဒီမှာပေါ့ဒီအကျိုးတရားကနေ secondary ပေါ့နော်ဒုတိယအကျိုးနောက်အကျိုးတရားတစ်ခုဖြစ်လာတယ်ဒီအကျိုးတရားကနေဒုတိယအကျိန်မြောက်အကျိုးတရားတစ်ခုဖြစ်လာတယ်ဆိုတော့နော်ဒါတွေကိုအဲ့လိုရှင်းပြတဲ့ essay အမျိုးအစားပါနော်အဲ့တော့ကြည့်အောင် study the following cause and effect essay and answer the question and complete sentences study the following cause and effect essay နော်အဲ့တော့အကြောင်းအကျိုး essay အောက်မှာပေးထားတဲ့အကြောင်းအကျိုး essay အမျိုးအစားကိုလေ့လာပါပြောတာပြင်ပါလေဝါချများကိုနော်ပြည့်စုံဖြေပေါ့နော်ဒီမေးခွန်းများကိုနော်အဖြေမေးခွန်းများကိုပါလေပြည့်စုံဖြေပေးပါလို့ပြောတာအဲ့တော့ကြည့်မယ်ပါလေဒီ essay မျိုးစားက effects of plastic pollution right effects of plastic pollution plastic ညဉ့်ဉန်းခြင်းအကျိုးကျေးဇူးများပြောတာအဲ့တော့ plastic pollution has become a major threat to our environment day by day အဲ့တော့ plastic ညဉ့်ဉန်းခြင်းတွေဟာတဲ့ကျွန်တော်တို့ပတ်ဝန်းကျင်အတွက်ပါလေတရက်ပြီးတရက်နော်အဓိကချင်းချောက်မှုဖြစ်လာပါတယ်လို့ပြောတော့နော်အဲ့တော့ plastic နော်အကြောင်းတရားတွေပေါ့နော်အဲ့တော့ plastic pollution is a cause due to accumulation of plastic waste in the environment plastic pollution is caused plastic ညဉ့်ဉန်းခြင်းကိုဖြစ်စေတယ်ဗါလေ due to accumulation of plastic waste in the environment အဲ့တော့ပတ်ဝန်းကျင်မှာနော် plastic အညစ်အကြေးတွေအဲ့လိုစုပုံနော်ရှင်းကြောင်းဖြစ်လာတယ်ပြောတာဒါ passive voice ပေါ့နော်အဲ့တော့ plastic နော်ညဉ့်ဉန်းမှုတွေဟာစုပုံလာတဲ့ဟာအကြောင်းတရားပေါ့ plastic ညဉ့်ဉန်းတာကအကြောင်းတရားတစ်ခုဖြစ်လာတယ်ပေါ့နော်အဲ့ဒါပတ်ဝန်းကျင်မှာ although some plastic are non-biodegradable people are using them endlessly အဲ့တော့ all those are တော်ညာလေးပဲ some plastic are non-biodegradable ရှုပ် plastic တွေပါလေအဲ့လိုရှေ့ဖြတ်လို့မရတဲ့အတွက်ကြောင့်ပြောတာ
people are using them endlessly ဟုတ်လေအဲ့ဒါချစ်ပြက်လို့เนาะ show plastic တွေอ่ะဗာလေချစ်ပြက်လို့မရတော့ညာလဲပဲလူတွေอ่ะဗာလေအဲ့ plastic တွေကိုဗာလေဆုံးတတ်မဲ့အသုံးပြုနေပါတယ်ပြောတာ The reason is that it is convenient to use and cheaper than other alternative like paper and cloth. The reason is that ကြောင့်တရားတစ်ခုကတော့လေ it is convenient to use a plastic ကိုအသုံးပြုရတာလွယ်ကူတယ် and cheaper than other alternative like paper and cloth ပြီးပါလေစာရွက်တွေအဝတ်အစားတွေကေးလို့ရှာရွေးချယ်စရာများထက်ပေါ့နော်အသုံးပြုရတာလွယ်ကူတယ်ဈေးရှုလို့ဖြစ်ပါတယ်တဲ့ However people do not realize how hazardous it is to our environment air water and land သို့တော်ညာလည်းပဲလူတွေကသဘောမပေါက်ပေါ့နော် how hazardous it is အဲ့ဒါဘယ်လောက်အန္တရာယ်များလဲဆိုတာ to our environment ဆိုတာငါတို့ရဲ့ပတ်ဝန်းကျင်ပေါ့နော်ဗါလေ air လေထုရေထုကုန်းမြေပေါ့နော်အဲ့ဒါတွေကိုဘယ်လောက်အန္တရာယ်များလဲဆိုတာကိုသတိမပြုနိုင်ပါဘူးပြောတာဆိုတော့အကြောင်းတရားတစ်ခုကိုဒီကဖော်ပြလိုက်တယ်နော်ဒီစာပိုင်းကပါလေအကြောင်းတရားပါလေ plastic ရေညဉ့်ညမ်းခြင်းပေါ့နော်ဒီမှာ plastic ညဉ့်ညမ်းခြင်းခေါင်းစဉ်ကလည်းပေးထားတယ်ဒါအကြောင်းတရားပဲအဲ့အကြောင်းတရားတွေကဖြစ်စေတယ်နော် plastic အညစ်အကြေးတွေကစုပုံများလာတဲ့အတွက်ကြောင့်ပေါ့ပတ်ဝန်းကျင်မှာပြောတာအဲ့တော့ဒီဟာ plastic အကြောင်းကိုနေရှင်းပြတယ်ပေါ့အကြောင်းတရားပေါ်ပြပြီးတော့ plastic အကြောင်းကိုနည်းနည်းရှင်းပြတယ်အဲ့ဒါအကြောင်းတရားအဲ့တော့ဒုတိယစာပိုင်းမှာလာတယ် plastic pollutes our air plastic ဟာလေ pollutes our air လေထုကိုညှဉ်းညမ်းစေတယ်ဒါကခုနက effects တွေပေါ့ cause အကြောင်းတရားကနေအကျိုးဖြစ်လာတဲ့ဟာပေါ့နော် effects ဖြစ်လာတယ် plastic pollute our air လေထုညှဉ်းတယ် effect of plastic is worse when burnt အဲ့တော့ plastic ရဲ့အကျိုးတရားမှုဟာတဲ့ဆိုးစေတယ်ပေါ့နော်ဗာလေအဲ့ဒါကိုမီးရှို့လိုက်တဲ့အခါပေါ့ဒါအကျိုးတရားတွေကိုရှင်းပြတာ this is because burning plastic produces harmful gases that are dangerous for our environment and life on earth this is because ဒါကြောင့်ဖြစ်ပါတယ်တဲ့ဘာဖြစ်လို့ဆိုရင်ဗာလေ burning plastic ကိုမီးရှို့လိုက်တဲ့ဟာဗာလေ produces harmful gases ဗာလေအန္တရာယ်များတဲ့ဓာတ်ငွေ့တွေထုတ်ပေးတယ်နော် that are dangerous for our environment and life on earth အဲ့ဒါဗာလေငါတို့ကဘာကြီးမှာရှိတဲ့တက်ရှိတဲ့ပတ်ဝန်းကျင်တွေကိုအန္တရာယ်ဖြစ်စေတဲ့နော်အန္တရာယ်များတဲ့ဓာတ်ငွေ့တွေထုတ်ပေးလိုက်ပါတယ်တဲ့နော်ဒီ plastic ရဲ့ဆိုးကျိုးတွေကိုပြတဲ့အပိုက်ပေါ့နော် burning plastic and other types of waste release dangerous substances such as persistent organic pollutants POP and other toxic chemicals into the air burning plastic and other types of waste နော်တခြားအညစ်အကြေးတွေပေါ့ပြင်ပါလေ plastic တွေကိုမီးရှို့တာတခြားအညစ်အကြေးအမျိုးအစားတွေကိုမီးရှို့တာတွေဟာလေ release dangerous substances ပါလေအန္တရာယ်များတဲ့ဓာတ်ပစ္စည်းတွေကိုထုတ်ပေးတယ်ပေါ့လိုရတယ် such as ကဲ့သို့သော persistent organic pollutants တွေပေါ့နော်ဒီကိုလည်းပြင်ပါလေ other toxic chemicals into the air ပါလေလေထုတွေကိုပါလေတခြားအဆိပ်ဖြစ်စေတဲ့ chemical ကိုထုတ်ပေးပါတယ်လို့ပြောတာနော်ဒါ plastic ရဲ့second နော် effect တစ်ခုပေါ့နောက်တစ်ခုကပါလေ plastic also pollutes our land plastic อ่ะပါလေ pollutes our land ငါတို့ရဲ့ကုန်းမြေတွေကိုပါလေညှဉ်းညမ်းစေပါတယ်တဲ့လေထုကိုညှဉ်းစေတယ်လို့ကုန်းမြေကိုလည်းညှဉ်းစေတယ်ပေါ့ဒီကရှင်းပြထားတယ် when people dispose of plastic into the landfill plastic particles release harmful chemicals that deposit in the soil and ruin its quality of fertility. When people dispose of plastic into the landfills, အဲ့တော့လူတွေဟာ plastic တွေကိုပေါ့နော်အဲ့ဒီမြေချမ်းဝိုင်းတို့ပါတော့ပေါ့နော်6ကမ်းပါတို့နော်ဆိုတော့ဒီကန်ဆက်တို့ပါလို့ဆိုလေရတယ်ဒါမှမဟုတ်ဒီမြေကြီးရိတ်နော်ချမ်းခွက်တွေပါတယ်ပေါ့နော်အဲ့လိုပြောတာအဲ့ဒါအဲ့ဒီကိုပါလေစွန့်ပစ်လိုက်တဲ့အခါလေ plastic particle release harmful chemicals အဲ့ plastic အမှုလေးတွေကပါလေအန္တရာယ်များတဲ့ဓာတုပစ္စည်းတွေကိုထုတ်ပေးတယ်
that deposit in the soil အဲ့ဒါပဲရှိပါတယ်မြေကြီးတင်မှာတည်ရှိတော့တယ်ပေါ့နော် and ruin is quality of fertility ပြင်ပါလေအဲ့ဒီမြေကြီးရဲ့မြေစီဩဇာရည်သွေးတွေကိုလေပါလေဖြစ်စီပလိုက်တယ်ပေါ့နော် as a result a growth plants is degraded အဲ့ဒီအကျိုးဆက်ကြောင့်နော် the growth of plants is degraded ဗါလေအပင်တွေကြီးထွားမှုတွေကိုဗါလေဖျက်ဆီးပလိုက်တယ်အဲ့တော့ဒီမှာကတော့ဒီကနော် plastic ဟာဗါလေဒီမြေကြီးကိုညှိနှမ်းစေတယ်ပေါ့နော်အဲ့ဒီကနေသူက secondary effect ကိုတခါလေးရေးလိုက်တယ်ပေါ့နော်တခါလေးရေးလိုက်တယ်အဲ့ဒီမြေကြီးညှမ်းစေတွေကဘာဖြစ်လာလဲနော်အဲ့တော့အပင်ကြီးကြီးထွားမှုကိုလေဖြစ်စည်းစေတယ်ပေါ့နော်ဒါတွေကsecondary effect ပါပဲ moreover plastic waste lying on the land breed mosquitoes and other insects that carry harmful bacteria ထို့အပြင်လည်း plastic အညစ်အကြေးတွေပေါ့နော် lying on the land ဥပမာရှိတဲ့ plastic အညစ်အကြေးတွေဟာ breed mosquitoes ဆိုတာပါလေချင်းတွေကိုပါလေပေါက်ဖောစေပြီးရင်ပါလေတခြား insect ကောင်တွေပေါ့နော် that carry harmful bacteria အဲ့ဒါတွေကပါလေအန္တရာယ်များတဲ့ bacteria ကိုပေလာတဲ့နော်တခြား insect ကောင်တွေနော်ချင်းတွေကိုပေါက်ဖောစေတယ်ဒါလေးက secondary effect ရေးလိုက်တာပထမဆုံးက plastic ကပါလေမြေကြီးကိုညှိနှမ်းစေတယ်ဆိုတာကတော့အကြောင်းတရားကြောင့်အကျိုးဖြစ်လာတဲ့ဟာပေါ့အဲ့မြေကြီးညှိနှမ်းလိုက်တဲ့အခါဘာဖြစ်လာလဲအပင်တွေကြီးထွားမှုတွေနော်ဖြက်စီးပလိုက်တယ်ပြင် plastic မြေကြီးမှာရှိတဲ့ plastic အညစ်အကြေးတွေကပါလေချင်းတွေအန္တရာယ်များတဲ့ insect ကောင်တွေအန္တရာယ်ရှိတဲ့ insect ကောင်တွေကိုပေါက်ဖွားစေတယ်ဆိုတာကတော့ဒါ secondary effect နော်ခုကနေအကျိုးတရားဒီမှာတစ်ပိုက်ရေးလိုက်တာပေါ့နော်အဲ့တော့ now plastic has negative effects on our water or marine life plastic ကပါလေမကောင်းတဲ့အကျိုးတရားမှုတွေရှိတယ်ပြမှာလေနော်ရေနေသတ္တဝါတွေပေါ့နော်ရေနေသတ္တဝါတွေမှာနော်အဲ့တော့လေကုန်းမြေရေဖြစ်သွားပြီပေါ့နော် wind and water carry plastic bags and other plastic particles into the water bodies such as river seas and ocean အဲ့တော့လေထုရေထုတွေကပါလေplastic အိတ်တွေတခြား plastic အမှုန်တွေကိုပါလေရေဒီလိုရေကိုထေတွေပေါ့နော်ပါလေမြစ်တို့ပင်လေတို့သမုဒ္ဒရာတွေကိုယူလာတယ်လို့ပြောတာနော်အဲ့တော့ the marine creature mistakenly eat plastic for food အဲ့ဒီရေနေသတ္တဝါတွေကပါလေplastic ကိုအစာအတွက်ထင်ပြီးတော့အစာအတွက် plastic ကိုမှားယွင်းစားတော့ရတာပေါ့ဆိုတာအစာထင်နဲ့စားကြတယ်ပေါ့ as a result they suffer from serious illness and die အဲ့ဒီအကျိုးဆက်ကြောင့်ပါလေသူတို့ကပြင်းထန်တဲ့နေမကောင်းမှုတွေဖြစ်တယ်သေကြတယ်ပေါ့နော်ဒါက secondary effect တွေပေါ့နော် marine life တွေကို water တွေကိုဖြစ်လိုက်တယ်အဲ့တော့ဒီဟာ effect ကိုဖြစ်လာပေါ့ပြင်ပါလေ when that polluted water is supplied to household the water will never get back to its pure form no matter how much it is filtered when the polluted water is supplied to household အဲ့လိုညဉ့်ညမ်းတဲ့ရေထုတွေကိုလက်နော်အိမ်တွေကိုပို့လိုက်တဲ့အခါလက် the water will never get back to its pure form ရေရပါလေသူ့ရဲ့တန့်စင်တဲ့ပုံစံဘယ်တော့မှပြန်မရမလာဘူးလက် no matter how much it is filtered ဘယ်လောက်ပဲအဲ့ဒီရေကိုစစ်ပေါ့နော်သူကပြန်မရလာဘူးနော်အဲ့တော့ as a consequence အဲ့ဒီအကျိုးဆက်ကြောင့် it has negative repercussion on our health အဲ့ဒီအကျိုးဆက်ကြောင့်ပါလေငါတို့ရဲ့ကျန်းမာရေးကိုထိခိုက်စေတယ်အဲ့တော့ plastic ဟာရေနေသတ္တဝါတွေကိုပေါ့နော်ဆိုးရောအကျိုးသက်ရောက်စေတယ်ဆိုတာအကြောင်းတရားကြောင့်အကျိုးဖြစ်လာတယ်အဲ့တော့ secondary အကျိုးကိုလည်းဒီကနေပေါ်ပြထားတယ်ပေါ့နော်အဲ့တော့အဲ့ဒီရေနေသတ္တဝါတွေကအဲ့ plastic ကိုမှားယွင်းစားတယ်စားပြီးတော့တေးတယ်နော်ဒါကတော့သူရဲ့တိုက်ရိုက်အကျိုးပေါ့နော်ပြီးရင်ဗာလေ secondary အကျိုးအဲ့ဒီအကျိုးက secondary ပေါ့ polluted ရေတွေကိုဗာလေရေထုညံ့စေတော့ဗာလေလူသားတွေနော်အိမ်တွေစုပေါ့နော်အဲ့ရေတွေရောက်လာလို့ရှိရင်လေအဲ့ဒီရေကဗာလေဘယ်လောက်ပဲတန့်စင်ဗာလေပြန်ပြီးတော့မူလရေအစစ်ကိုပြန်မရဘူးပြောတယ်နော်
အဲ့ဒီကျိုးဆက်ကြောင်းပါလေငါတို့ရဲ့ကျမ်းမာရေးလူစုရေးကျမ်းမာရေးကိုငါတို့ရဲ့ကျမ်းမာရေးကိုပါမကောင်းတဲ့ကျိုးဆက်ကြောင်းရှိစေတယ်ဆိုတာ secondary effect အဲ့တော့ secondary effect တွေလိုက်တာ for this reason plastic pollution is very hazardous to our environment အဲ့ဒီအကြောင်းပြချက်ကြီးကြောင့်လည်းပါလေ plastic ညဉ့်ညမ်းခြင်းတွေကပါလေငါတို့ပတ်ဝန်းကျင်တွေအန္တရာယ်များတယ်ဆိုတာနော်ဒီအကြောင်းအရာတွေကောနောက်ဆုံးမှာပေါ့နော်သူကဒါကိုနော်ခုနပြောတဲ့ခေါင်းစဉ်ပေါ့နော်သူကထောက်ပြတယ်ပေါ့နော်ငါတို့ရေပတ်ဝန်းကျင်တွေအန္တရာယ်များတယ်ဆိုတာထောက်ပြတော့ဆိုတာနော်အဲ့တော့ဒီ cause and effect essay လို့ရှိရင်အဲ့လိုပဲရမှာနော်အကြောင်းတရားတစ်ခုကိုရှာလိုက်တယ်ပထမစာပိုက်မှာနော်အဲ့ဒီအကြောင်းတရားအကြောင်းရှင်းပြလိုက်တယ်အဲ့ဒီအကြောင်းတရားအကြောင်းမှနော်အကျိုးတရားတွေဖြစ်လာတယ်ဘာအကျိုးလဲနံပါတ်1နံပါတ်2ပါလေသုံးခုကစဉ်းစားတယ်အဲ့နံပါတ်1မှာမှ secondary effect တွေဘယ်လိုဖြစ်လာလဲအဲ့ဒါပေါ်ပြလို့ခုချင်းစီပေါ်ပြတယ်ပေါ့နော်အဲ့တော့ပေါ်ပြတယ်အဲ့တော့နောက်ဆုံးမှာနောက်ဆုံးတစ်ခုလေးပေါ်ပြပြီးတော့နောက်ဆုံးမှာပြပါပါလေဒါကြောင့်ဒီကောင်နော်ဒီအရာဖြစ်ပါတယ်ဆိုပြီးတော့နော်တည်ပြလိုက်တယ်ပေါ့နော်ဒါကတော့cause and effect axiom မျိုးစားဖြစ်ပါတယ်အဲ့တော့ဒီမှာ what is the main event ပြောတာပေါ့နော် main event ဆိုတော့အကြောင်းတရားပါလေပြောထားတယ်ပေါ့အဲ့တော့ the main event is the plastic pollution နော် plastic ညဉ့်ညမ်းတာနော် plastic ညဉ့်တာဘယ်သူကဖြစ်စေတာလဲ plastic အညစ်အကြေးတွေစုပုံတွေအားနဲ့ဖြစ်လာတာဒါ main cause ပဲနော် the main event what are the effects of the main event အဲ့ဒီအကြီးကအကြောင်းတရားကနေအကျိုးတရားတွေကပါလေဆိုတော့ခုနအကျိုးတရားတွေပေါ့နော်လေထုတို့ကုန်းမြေတို့ရေထုတွေဖြစ်စေတဲ့ဟာနော်ဒါအကျိုးတရားတွေပေါ့ what is the secondary effect of the main event အဲ့တော့တစ်ခုချင်းစီမှာ secondary effect တွေရှိတယ်ခုနပေါ့နော်ခုနပြောတာ secondary effect တွေနော်အဲ့ဒီအကျိုးတရားတစ်ခုဖြစ်လာတယ်အကျိုးတရားနောက်မှာနောက်တစ်ခုပါဆက်ဖြစ်တယ်နော် number 5 underline linking word that show cause and effect ပြီးအကြောင်းတရားနဲ့အကျိုးတရားကိုပေါ်ပြတဲ့နော် linking ဆက်ပေးတဲ့စကားလုံးတွေကိုလေ underline လုပ်ပါလေဆိုတော့ as a consequence ဒါမျိုးတွေပေါ့နော်အဲ့ဒီအကျိုးတရားကြောင့်ဒီမှာလေရှိတယ်ပေါ့နော်အဲ့ဒါတွေကိုလေကိုက underline လုပ်ပေးရမှာနော်အဲ့တော့ဆိုလိုတာကတော့ဒီလိုဒီဟာကတော့ cause and effect axiom တဲ့အောင်ပေါ့နော်ဒါမျိုးခုနေထုတ်ထားတာဖြစ်တယ်အဲ့တော့ရေးပုံရေးနေရတော့ဒီတိုင်းပါပဲအဲ့တော့ကျေးဇူးတင်ပါတယ်အဲ့တော့ဆရာရဲ့ဒီ grade 12သင်တဲ့နော်သင်ခန်းစာများကိုဆရာရဲ့ ISC ရန်ကုန် channel မှာအဆက်မပြတ်တင်ပေးတော့မှာဖြစ်တဲ့အတွက်ဆရာရဲ့ channel တွေနော် Telegram channel တွေကိုပါ subscribe လုပ်ထားဖို့ပြောလိုပါတယ်ခင်ဗျာ